ဒီနေ့ဗီဒီယိုကတော့ကျွန်တော်နဲ့ကျွန်တော်ကောင်မလေးနဲ့ထွက်သွားမလို့သွားမဲ့လမ်းကြောင်းချက်ကြည့်ဗီဒီယိုဆွဲခိုင်းထားပါတယ်ဆွဲခိုင်းတာတော့3ခုဆွဲခိုင်းထားတယ်ပေါ့နော် prompt ပေးလိုက်တာကတော့ဒီday တနေ့လေးပြီးမဲ့ day trip ပေါ့လူနေချင်းမြန် trip 3နေရာသွားမယ်ပေါ့အဲ့လိုမျိုးပြီးတော့entrance ပြီးမရှိဘဲနဲ့nature လည်းဖြစ်ရမယ်အဲ့လိုမျိုးဒီview လည်းလှမယ့်နေရာလေးတွေသွားမယ်လို့အဲ့လို prompt ပေးပြီးတော့ဆွဲခိုင်းထားတာပါအဲ့3နေရာအခုသွားမှာဒါကတော့ခီးသွားလို့ရှိရင်လုံမဲ့ပစ္စည်းတွေကိုကိုယ့်ဘာကိုပြင်ဆင်ပြီးတော့လိုတာတွေအဲ့လို live ပြီးတော့ထည့်နေတာဖြစ်ပါတယ် this much from DJI လမ်းမှာငါဘိုက်စားလို့ရှိရင်စားမယ်ဆိုပြီးတော့မုတ်တွေထည့်တာပေါ့နော်တကယ်လမ်းရောက်တော့လည်းမစားဖြစ်ပါဘူးအကုန်အိမ်ပြန်ပါလာပါတယ်လမ်းမှာတော့မုတ်ပဲဝယ်စားဖြစ်ပါတယ် just now we are ready to go and now packing up all the stuff into my backpack and my girlfriend is not yet finished hopefully maybe next 3 minutes she will be finished I think she is ready ready ဖြစ်နေပါပြီသွားပါတော့မယ် okay Lee. Now we are ready to start the Now trick we are okay အခုသွားတော့မယ် heading to some temples in No. Chiang we first temple I don't we know first the go to plan. the 7-Eleven အခုတော့ကျွန်တော်တို့စိုင်းကယ်ယူပြီးတော့ခရီးကိုစပြီးသွားတော့ပါမယ်ပထမဆုံးကတော့ 7-Eleven အရင်သွားလိုက်ပါဦးမယ် 7-Eleven မှာအရင်ဆုံးစားပြီး breakfast နည်းနည်းစားပါမယ်ပြီးတော့မှသွားမစရာရှိတဲ့ခရီးကိုဆက်သွားမှာပါနောက်ဆုံးသွားမယ့်နေရာတော့ Wat Phra Lek ဆိုတဲ့ဘုရားကျောင်းဖြစ်ပါတယ်အဲ့ဒါတော့စိုင်းကယ်နဲ့သွားလို့ရှိရင်39မိနစ် 40လောက်တော့ကြာပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ကိုအရင်ဆုံးစသွားပါမယ်ထွက်ပြီနော် Let's goသွားတဲ့လမ်းကတော့ဒီတောင်ပေါ်တက်တဲ့လမ်းလို့ပြောလို့ရမှာနော်တဖြည်းဖြည်းတောင်နေရာကတော့တောင်အမြင့်ပိုင်းနေရာမှာရှိတဲ့အတွက်တောင်တလမ်းကနေသွားတာပါလမ်းတစ်လျှောက်လည်းတော်တော်တစ်ပင်နေနဲ့လမ်းဘေးတစ်လျှောက်မှာတွေ့ရလို့တော်တော်တာတယ်လို့ပြောလို့ရပါတယ် We arrived to our first destination Wat Phra Lek Temple အခုပထမဆုံးနေရာ Wat Phra Lek Temple ပထမဆုံးနေရာတော့ရောက်လာပြီဒီ Wat Phra Lek Temple ကတော့အခုကျွန်တော်တို့ရောက်နေတဲ့ဆိုင်ကယ်ပါကင်ကနေဟိုးအောက်ကိုဆင်းသွားပြီးတော့မှရောက်မှာဖြစ်ပါတယ်အဲ့ Temple ကိုရောက်မှာပါဒါပေမဲ့အခုကျွန်တော်တို့ကတော့လမ်းလျှောက်ပြီးပဲဆင်းမှာပါတကယ်တော့ဆိုင်ကယ်နဲ့ဆင်းရင်လည်းရတယ်ကားနဲ့ဆင်းရင်လည်းရပါတယ် Temple ထိပ်နာဒီဆိုင်ကယ်ရောကားရောသွားပြီးတော့မှလမ်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီတဘာဝလှတွေကိုကြည့်ပြီးတော့ဒီတိုင်းဒီလမ်းလျှောက်ပြီးဆင်းသွားကြတာမလို့ဒီတိုင်းပဲလမ်းလျှောက်ပြီးတော့ဆင်းမှာပါပုံမှန်ဆိုလို့ရှိရင်လေချင်းမိုင်မြို့ထဲမှာလေအဲ့လိုလမ်းဘေးခွေးလေးတွေတိတ်မတွေ့ရပြန်လေအခုဒီနေ့သွားတဲ့ဒီခီးမှာကျတော့လေတလားအဲ့လိုမျိုးလမ်းဘေးခွေးလေးတွေခဏတွေ့ရတယ် our first destination Wat Phra Lek Temple this looks like this was built in maybe 100 years ago temple တော့ရောက်ပြီအောက်နည်းနည်းဆင်းရမယ်ကြည့်ရ အေးရော အဲ့လိုလည်းမအေးပါဘူးကိုတော့ကတော့ အဲ့ဆိုလူရဲ့ချုပ်လေးလေ ယူလေးရတယ် ဒီကတော့ဒီဆိုင်ကယ်ရက်ထားတဲ့နေရာနေပြီးတော့ဟိုးတံပဲထီကိုဆင်းသွားမဲ့လမ်းလေးပါအဲ့လမ်းလေးရှောက်ရတော့တော်တော်တာယာတဲ့ခံစားချက်လေးရတယ်ဘာလို့လဲဆိုတော့ဒီလမ်းဘေးတစ်လျှောက်မှာအဲ့ဝါးပင်လေးတွေစီးပြီးတော့လေတတော်ဝင်းတဲ့ကိုလမ်းလျှောက်သွားတယ်အဲ့လိုမျိုးရတယ်နော်အဲ့လိုနဲ့ဒီဝါးပင်တွေကြားထဲမှာရှိတဲ့ဒီဒေါ်လာလေးတန်းလျှောက်သွားတယ်ပေါ့နောက်ဆုံးတော့ဒီ Wat Phra Lek ဆိုတဲ့Wat Phra Lek ဘုရားကျောင်းရဲ့ဟောနောက်ဆုံးရှောက်ရတာတော့အရင်တော့မရှောက်ရပါဘူးပြောမယ်ဆိုမိနစ်နဲ့ဆိုလို့ရှိရင်တော့9မိနစ်ကနေ10မိနစ်ကြာလောက်ရှောက်ရင်တော့ရောက်ပါတယ် we arrived to the အခုဒီဖျားเจ้าရဲ့ main program main compound နေရာတော့ရောက်လာပြီပေါ့နော်ဒီနေရာလေးကဘယ်လိုပုံစံရှိလဲဆိုတော့အလဲမှာမြက်ခင်းပင်လေးရှိမယ်သူဘေးပတ်လဲမှာဒီရှောက်လန်းလေးပေါ့အဲ့လိုမျိုးဒီတရားတွေပါထိုင်လို့ရှိရင်ပတ်ပြီးတော့လမ်းလျှောက်လို့ရတဲ့ဒီရှောက်လန်းလေးလိုမျိုးတော့ရှိပါတယ် just found how comfortable spot
ဒီဖျားเจ้าရဲ့ပုံစံဘယ်လိုမျိုးလဲဆိုတော့လုံးဝတောအုပ်ထဲမှာရှိတဲ့ဒီတိတ်ဆိတ်ပြီးတော့အေးချမ်းတဲ့နေရာမှာရှိတဲ့ဖျားเจ้าလေးပေါ့နော်ဖျားเจ้าဆိုပေမဲ့လည်းဟိုဖျားเจ้าတော့တခုတည်းတော့မဟုတ်အဲ့လိုเจ้าတော့အသေးသေးလေးလည်းရှိတယ်ပြီးတော့ဒီရှေးဟောင်းဟိုစီရီတသေးလေးတဆူလည်းရှိတယ်ပြီးတော့အဲ့လိုเจ้าတောင်လေးတွေမှာအဲ့လိုဖျားဆင်းတော်လေးတွေရှိမှာပေါ့နော်ဟိုဒီနေရာအရာကတော့ဒီတောအုပ်ထဲမှာရှိတဲ့တိတ်ဆိတ်တဲ့ဖျားเจ้าလေးပေါ့နော်ဒါမဲ့ဒီလူတွေကတော့ဟိုရှိမှာလာလဲကြတဲ့လူတွေပြီးတော့ဒီဘေးနားမှာဒီဟို trekking trail တခုရှိတယ်ပေါ့နော်အဲ့လိုတောင်တက်လမ်းလျှောက်တဲ့လမ်းကြောင်းတခုရှိတော့အဲ့ဒီတောင်တက်လမ်းလျှောက်လာတဲ့လူတွေရဲ့ဒီ trail ရဲ့ဒီအစုံဟာလေဒီဖျားเจ้าဖြစ်တော့အဲ့ဒီတောင်တက်လမ်းလျှောက်ပြီးတော့ဒီဖျားเจ้าလာဖူးတဲ့လူတွေနဲ့အဲ့လိုမျိုးလူတွေကတော့များနေတာပေါ့နော်ဒါမဲ့ပုံမှန်ဆိုလို့ရှိရင်သူတဘာဝတိဆောက်ထားတဲ့ပုံစံအရတော့ဒီဖျားเจ้าလေးကလုံးဝဒီတောအုပ်ထဲမှာရှိတယ်ဟိုဒီတောအုပ်ထဲမှာရှိတဲ့ဒီတာရတဲ့ဒီဖျားเจ้าပေါ့အဲ့လိုဖျားเจ้าဘုန်းကြီးเจ้าဝင်းပုံစံမျိုးလေးပေါ့နော် It feels like in the middle of the forest. ဒါကတော့ဒီဖျားเจ้า main ပရဝွန်ဒီဘက်ကနေပေါ့နော်ဒီ main ဒီဟောဘက်ကနေပြီးတော့ကျွန်တော်တခြားဟိုဘက်ရေတကွန်နားရှိတဲ့ဘက်ကိုရှောက်ကြည့်တာပါအဲ့ဘက်မှာရေတကွန်လေးရှိတယ်ဆိုတော့တွိုင်းနေအမှလမ်းမှာလည်းဒီတံပယ်အဲ့လိုအမျိုးအစားမျိုးမျိုးပေါ့နော်တံပယ်ဆိုမှလို့ဒီဟိုရှေးဟောင်းပုံစံစင်တူတော်တွေကမှပုံစံမတူတဲ့စင်တူတော်တွေရှိတယ်အဲ့လိုဖျားเจ้าတံပယ်တွေကိုထပ်ပြီးတော့တွေ့ကြရပါတယ် Hey, ပြန်ရပြီမပြီ။ဒီမို့ဒါအဆန်းပြတာလေ။တဲ့ဟိုနေရာတွေပါ ဒီကတော့ photo shooting sense ပေါ့နော်ဓာတ်ပုံရိုက်ပေးနေတာပါဓာတ်ပုံရိုက်ပေးနေတာတော့တော်တော်တော့ဟိုခဏခဏတော့ရရပါတယ်ဟိုဟာကြိုက်လိုက်မကြိုက်ရင်ပြန်လိုက်ရိုက်လိုက်မကြိုက်ရင်ပြန်လိုက်နဲ့ဓာတ်ပုံရိုက်တာလည်းလုံးဝဒီတော်တော်အချိန်ပေးတဲ့ activity တစ်ခုဖြစ်သွားပါတယ်ဒီဖျားတွေမှာဟိုဒီကျွန်တော်တို့ထေရဝါဒဖျားချင်းအတူတူဘုန်းကြီးကျောင်းနေချင်းအတူတူပေါ့နော်ကျွန်တော်ပဲသတိမထားမိတာလားမလားမသိဘူးမြန်မာပြည်မှာလိုမျိုးတော့လိုအလှခံနဲ့ဘုံတွေပါတော့တိတ်မတွေ့ရဘူးဒါပေမဲ့သူတို့တွေကဘလို့နီးနေဟိုဖြစ်လဲဆိုတရားဝင်ပုံစံမျိုးအဲ့လိုမျိုးဖျားတွေကိုအကုန်လုံးဝင်ကြီးကိုကောက်ပါတယ်တော်တော်များများဖျားတွေသွားမယ်ဆိုလို့ရှိရင်ဘုန်းကြီးကျောင်းတွေဝင်မယ်ဆိုလို့ရှိရင်ဝင်ကြီးကောက်ပါတယ်နိုင်ငံသားတွေဆိုလို့ရှိရင်အဲ့လိုဝင်ကြီးကောက်ပါတယ်တရားဝင်အဲ့တော့ဟိုအလှခံတာမရှိပေမဲ့အဲ့လိုဝင်ကြီးကနေပြီးတော့တရားဝင်အဲ့လိုအလှခံကောက်ပြီးတော့ဒီဖျားတွေအပြုတ်ပြင်းမုံမှန်မှုတော့အဲ့လိုပြန်ယူတယ်တော့ထင်ပါတယ်ဖျားเจ้าမှာလည်းရှေးဖျားเจ้าမဟုတ်လို့လားပဲမသိဘူးပေါ့နော်အဲ့လိုမျိုးဟိုးရှေးခေတ်လက်ရာတွေလို့ခံစားရတဲ့အငွေ့တက်တွေတော့အဲ့เจ้าတောင်လေးမှာတော်တော်များများတွေ့ရပါတယ်ဒီပြောမှဆိုလို့ရှိရင်တော့ကြည့်ရတော့နှစ်ရာကျော်လောက်ရှိတဲ့အချိန်လောက်တုန်းကတိဆောက်ခဲ့တဲ့ပုံစံမျိုးတွေလို့ခံစားရပါတယ်အဲ့ဖျားเจ้าနေရာနေဒီဘက်မှာရှိတဲ့ဒီရေတကွန်အငယ်လေးပေါ့နော်ရေတကွန်ဆိုမှလို့အမြည်တော့မဟုတ်ဘူးအဲ့စမ်းချောင်းလေးတွေကနေဒီတောင်ကျစမ်းချောင်းလေးရစီးကြတဲ့ရေကိုအဲ့လိုအနှိမ့်မြင့်လေးလှုပ်ထားတဲ့ရေတကွန်ပေါ့အဲ့ရေတကွန်ဘေးမှာတော့ဒီခုနပြောခဲ့သလိုပဲဒီ trekking trail ရှိတယ်ပေါ့နော်အဲ့လိုမျိုးဒီအဲ့တောလမ်းလေးတွေကနေပြီးတော့အဲ့လိုဟိုတောင်တက်လမ်းလျှောက်တာပေါ့နော်တောင်တက်လမ်းလျှောက်ရတဲ့ဒီဟိုအစုံသူတို့ပန်းနိုင် destination ကတော့ဒီဖျားเจ้าကိုလှုပ်ထားတော့အမှတောင်တက်လမ်းလျှောက်တဲ့လူတွေ trekking သွားတဲ့လူတွေအမှအများကြီးအဲ့ဖျားเจ้าကိုရောက်လာကြတာပေါ့နော် Our first destination finish. We need to love အခုကတော့ကျွန်တော်တို့ပထမဆုံး destination တစ်ခုဖြစ်တဲ့ Webfar လည်းဖျားကြောင်တော့ပြီးသွားပြီပေါ့နော်အခုအဲ့ဒါဆိုလို့ရှိရင်နောက်တစ်နေရာတော့သွားပါမယ်နောက်တစ်နေရာကတော့အဲ့လိုမျိုးဟိုဘယ်နေရာသွားရမလဲဆိုတော့မြေပုံမှာတော့လမ်းကြောင်းဆွဲထားတယ်အလွတ်တော့မရဘူးအဲ့ဒါတော့ဆက်သွားပါမယ်အခုလမ်းသွားနေနဲ့လန့်စားဖို့ဘိုက်စားလို့ကျွန်တော်တို့ဒီတောဆိုင်လိုမျိုးလေးပေါ့နော်ဟိုအခုသွားတာလေတော်လန်းလေးလိုမျိုးသွားနေမလို့တောဆိုင်လေးတွေမှာစားကျင်တယ်ဆိုပြီးတော့လမ်းတစ်လျှောက်လိုက်ရှာအမေဆိုင်လေးတစ်ဆိုင်ဒီလိုဝင်စားခဲ့ပါတယ်ဆိုင်လေးကနည်းနည်းတက်ရက်လေးနဲ့ကော်ဖီတို့ပါလို့လည်းရပါတယ်စားလို့လည်းကောင်းပါတယ်ဖက်ကပောင်တစ်ပွဲကိုဘတ်60ပေးရပါတယ်အသားနဲ့ကိုအကြောက်ထည့်လို့ရှိရင်တော့ကြောက်ကြော်ထိန်တော့ဘတ်30ထပ်ပေးရပါတော့တိုတယ်ဘတ်80ပါအခုဒုတိယမြောက် destination အနေနဲ့ရောက်ရှိနေရတော့ဟိုတန်ဟောင်းလို့တော့အတန်ထွက်တယ်เนาะကျွန်တော်လည်းဟိုအတိရိုက်တော့အတန်မထွက်တော့အဲ့နေရာတော့ဘယ်လိုလဲဆိုတော့ resort ဆန်ဆန်လေးပေါ့ရေကန်ရှိမယ်အဲ့လိုဘေးနားမှာ level ဆရာလေးရှိမှာပေါ့เนาะအဲ့နေရာတော့ဝင်ကြီးကတော့တစ်ယောက်ကိုဘတ်50ပေးရပါတယ်နှစ်ယောက်ဆိုဘတ်100ပါ
ဝင်ကြီးကcash ပေးရမှာ cash ကမပါဘူး cash ကမပါတော့အဲ့တော့ပတ်စံပေးလဲလိုက်ရပါတယ်တယောက်30ပေးရပါတယ်မြန်မာပြည်မှာဒီအကျွေလဲသူတို့ပါပဲသူပထမနေရာမှာအဲ့လက်မှတ်ဝယ်ရတယ်ပေါ့နော်တယောက်ကိုဝင်ကြီးဘတ်90နဲ့မြန်မာငွေနဲ့ဆိုရင်တော့အဲ့73ကလေ6ပါ9000နီးပါးလောက်ကြာတာပေါ့နော်အဝယ်ပြီးတော့ဒုတိယဂိတ်မှာအဲ့လက်မှတ်ကိုပြပါတယ်အဲ့လက်မှတ်ကိုပြပြီးတော့တို့တွေမှာစလစ်ကလေးတော့ဖြဲလိုက်ပြီးတော့မှအထဲကိုဝင်ခွင့်ပေးပါတယ်အထဲကိုဝင်တော့လေနည်းနည်းလောက်တော့အဲ့ရေကန်ကြီးတို့ဒီ resort ရှိတဲ့နေရာကိုတော့3-4မိနစ်လောက်တော့ဆိုင်ကနေထပ်ပြီးတော့သွားရသေးတယ်ပေါ့နော်အခုတော့ရေကန်ကြီးနားကနေဆက်သွားပြီးတော့အမဒီကန်ကြီးရဲ့တစ်ဖက်မှာလည်းအဲ့လိုမျိုးတဲလေးတွေနဲ့အဲ့လိုစားသုံးဆိုင်တွေရှိတယ်ပေါ့နော်ကျွန်တော်တို့ကစားသုံးဆိုင်တွေတော့မဝင်တော့အဲ့စားသုံးဆိုင်တွေဝင်ပြီးတော့မစားချင်တော့ဘူးပေါ့နော်ဟိုအရင်ကလည်းစားတာမဟုတ်လို့အဲ့လိုမျိုးပြီးတော့ဟိုအဲ့ရနေဆက်သွားလို့ရှိရင်မဘာတွေရှိသလဲဆိုတော့ဟိုအယုတ်ကြီးအဲ့အယုတ်ကြီးတွေကဟိုအဝေးရရှိလို့ရှိရင်တော့ကောက်ရိုးနဲ့လောက်ထားသလိုပဲဒါပေမဲ့တကယ်တော့ကောက်ရိုးမဟုတ်ဘူးနော်ပလတ်စတစ်နဲ့လောက်တဲ့အတူတွေပေါ့အဲ့အယုတ်ကြီးတွေဓာတ်ပုံရိုက်လို့ရတယ်အဲ့ဓာတ်ပုံရိုက်တာပြီးလို့ရှိရင်တခြားဘက်ကိုဆက်သွားလို့ရှိရင်တော့အမှဒီရေကန်ကြီးကအကြီးဆိုအဲ့ရေကန်ကတစ်ဖက်ချမ်းမှာကျတော့အဲ့လို camp site တွေရှိတယ်ပေါ့နော်အဲ့လိုငားမြပြီးတော့အဲ့လို camp ထိုးပြီးနေလို့ရတဲ့နေရာလေးတွေရှိတယ်အဲ့အနေဆက်သွားလို့ရှိရင်အမှဟိုဖျားစေးအသေးလေးတွေရှိဒီမှာ camp ထိုးပြီးနေလို့တော်တော်အဆင်ပြေတယ်ဘာလို့လဲဆိုတော့အမှဒီ public toilet တွေကလည်းအများကြီးပဲတော်တော်များများအောက်ထားပေးထားတော့လေအမှဟိုတော်တော်များများလာကြအဲ့လို camp နေကြတာပေါ့နော်ဒီမှာအေးစေးတပည့်ရဲမှာ camp နေတယ်ပြီးတော့တခြားတစ်ဖက်ကိုဆက်သွားလို့ရှိရင်လည်းအဲ့အယုတ်ကြီးတွေကိုဆက်ပြီးတော့ကြော်သွားလို့ရှိရင်တော့အမှဟိုတောင်တက်လမ်းတစ်ခုလည်းရှိသေးတယ်ပေါ့နော်အဲ့တောင်တက်လမ်းတော့ဆက်ပြီးတော့မသွားကြည့်တော့ပါဘူးဒီတောင်တလန်းအစားအထိပဲသွားပြီးတော့ဒီ camp site တွေတစ်လျှောက်ပတ်ကြည့်တယ်ပြီးတော့တခြားနေရာသွားမှာမလို့ဒီကနေပဲပြန်ထွက်လာခဲ့ပါတယ်အခုနောက်ဆုံးသွားမယ့်နေရာတော့ Wat Ban Dan ဆိုတဲ့ဘုရားကျောင်းပေါ့နော်အဲ့ဘုရားကျောင်းတော့အခုရောက်တဲ့နေရာနေသွားမယ်ဆိုလို့ရှိရင်တော့ဆိုင်ကယ်နဲ့ဆိုလို့ရှိရင်48မိနစ်50လောက်တော့သွားရတယ်ပေါ့နော်ဒါကားနဲ့ဆိုတော့အဲ့ထက်တော့မြန်ပါဘူးအခုတော့အဲ့နောက်ဆုံးနေရာဖြစ်တဲ့အခုဘုရားကျောင်းသွားနေပါပြီအခုသွားတဲ့လမ်းတစ်လျှောက်ကတော့လမ်းဘေးမှာတွေ့ရတဲ့ view တွေအစားတတရာလေးရှိတယ်အခုချင်းမိုင်မြို့နဲ့မတူဘဲနဲ့တခြားမြို့ကိုသွားတာဖြစ်တဲ့အတွက်လို့မြင်ရတဲ့မြင်ကွင်းတွေအစားတော့မတူဘူးအခုမြင်နေရတဲ့ဟာကတော့ဒီမိဘတစ်ခုမှတွေ့ကြတာပေါ့နော်ဒေရင်ကြီးကိုဟိုတယ်မျိုးလောက်ထားတာပေါ့နော်အဲ့လိုဒေရင်ဟိုတယ်ဆိုတာအဲ့ဒါမျိုးတွေ့ကြပါအခုကတော့နောက်ဆုံးတနေရာဖြစ်တဲ့ဘုရားကျောင်းပေါ့နော်အဲ့ဘုရားကျောင်းကိုရောက်ပါတော့အဲ့ဘုရားကျောင်းကလည်းအဲ့လိုမျိုးဟိုတောလမ်းလိုမျိုးလေးပဲသွားရတယ်ပေါ့နော်အဲ့တောလမ်းလိုမျိုးလေးပဲသွားပြီးတော့မရောက်တာပါအဲ့ဘုရားကျောင်းသွားရင်လည်းမှတ်ရပါဘူးနော်ကျွန်တော်တို့ဘုရားကျောင်းနားမှာအဲ့ကိုအဝင်ဝနားမှာကိုယ်ရတဲ့နေရာလေးရှိတယ်ပေါ့အဲ့နေရာလေးဖြစ်ချင်တော့မှတဲတွေပေါ့တဲတွေအထူးဖြစ်တော့ကိုယ်လိုက်တာမှတ်ရပဲအမှဆိုင်ကမှောက်သွားပါတယ်ဆိုင်ကအဲ့လိုမှောက်သွားပြီပဲလေဟိုကံကောင်းတာလေးလုံးဝအနာတရားမဖြစ်ဘူးတဲတဲလေးမိုးမထားလွယ်ပြီးတော့ဘာမှအနာတရားမဖြစ်ခဲ့ပါဘူးကဲနောက်ဆုံးတော့ရောက်ပါပြီဘုရားကျောင်းလေးကိုဘုရားကျောင်းထဲမှာကဘလို့ပုံစံလဲဆိုတော့ဘုရားကျောင်းကဟိုရှေးဘုန်းကြီးကျောင်းကြီးလို့ပေါ့နော်အဲ့လိုရှေးဘုန်းကြီးကျောင်းကြီးလို့မျိုးအဲ့လိုဟိုဒီအိမ်တစ်လုံးအိမ်အကြီးတွေအဲ့လိုကျောင်းဆောင်တွေရှိတယ်ပြီးတော့ဟိုဈေးကြီးတစ်စုရှိတယ်ဒီထွင်းထူထားတဲ့ဒီပုံစံလက်ရာတွေတော်တော်လေးလက်ရမြောက်ပါတယ် I think it's worth to come here even we crash ပြီးတော့ပြောစရာတခုရှိတာမှာအဲ့ဒီဘုရားကျောင်းရဲ့ကျောင်းဆောင်တွေကတသားဒီကျောင်းဆောင်တွေရှိတဲ့အပြင်ဟိုကွန်ကရစ်နဲ့လုပ်ထားတဲ့ကျောင်းဆောင်တွေရှိတယ်ပေါ့နော်အမှဟိုဒီအနုတုကမလက်ရာတွေလောက်တာတော်တော်လက်ရမြောက်တယ်လို့ထင်နေနေပဲအမှလုံနေတဲ့ပယံဆရာတွေကဟိုမြန်မာလူမျိုးတွေဖြစ်နေတော့ဟောမြန်မာလူမျိုးတွေစောက်ထားတဲ့လက်ရပါလားဆိုပြီးတော့စိတ်တွေကထင်မိလိုက်ပါသေးတယ်ဒါမဲ့ဟုတ်လဲဟုတ်ပါတယ်ဒါမြန်မာလူမျိုးတွေစောက်ထားတဲ့လက်ရပါတော့အဲ့ဒါတွေတော့တခုတော့ရှိပါတယ်ဘုရားကျောင်းတွေကတော့ကျန်တာကတော့ဟိုတော်တော်ခန်းနာနာနဲ့ဒီလက်ရမြောက်တယ်ပေါ့နော်အကောင်လုံးအခုကတော့လာရတာတော့နည်းနည်းတော့ဝေးရပေါ့နော်ဝေးရဆိုပေမဲ့လည်းလမ်းကြီးရဆိုင်ကမှောက်သွားပေမဲ့လည်းရောက်လဲရောက်ကိုဆိုင်ကမှောက်ပြီးလာရတာတန်းနေဆိုရက် feeling ရတယ်ဘာဖြစ်လို့ဆိုတော့ဒီလိုမျိုးဖះအစင်းတူတော်ကြီးတွေကမြန်မာပြည်ကလွယ်ပြီးတော့ဘယ်နေရာမှမတွေ့ဘူးဒီလိုနေရာရဒါမှအခုမှပြန်တွေ့ဘူးဖះအစင်းတူတော်တွေအခုဒီဇေရီရဲ့ပရမအတွင်းကနေထွက်လာပြီးတော့ဒါအပြင်ဘက်ပေါ့နော်အပြင်ဘက်မှာလည်းဒီလိုចောင်းဆောင်တွေရှိတယ်ចောင်းဆောင်တွေရဲ့အရှိမကျတော့သူတို့ကဒီပုံမှန်ဆိုလို့ရှိရင်မြန်မာပြည်မှာဒီဖျားတွေပါရဲ့ဒီအရှိမဆိုလို့ရှိရင်တော့ချင်းသေးရုပ်ပေါ့နော်သူတို့ကတော့ဒီထိုင်းမှာတော့ဟိုတခြားအယုတ်တွေကြက်ဖအယုတ်လည်းရှိတယ်ပြီးတော့ဒေါင်းတို့
အဲ့လိုမျိုးတခြားကလုံးတော့အဲ့လိုရုပ်တွေရှိတယ်ပေါ့နော်ဒီကျောင်းဆောင်တွေကတော့အထဲမှာဖျားဆင်းလို့တော့ရှိတယ်ဒီကတော့ကျောင်းဆောင်တွေအပြင်ဘက်ထွက်လမ်းဘက်ကိုထွက်ကြည့်လို့ရှိရင် view ကဒီဟိုတောင်တန်းတွေလှမ်းမြင်နေရတဲ့ view ပေါ့နော်ဒီကတော့ဒီဆောက်လက်စဒီလုံနေတဲ့ဟိုပြန်လုံနေလို့လေမြန်မာတွေစောင့်နေဆိုတော့ကျောင်းဆောင်ပေါ့နော်ကဲအခုကတော့နောက်ဆုံးသွားမယ့်နေရာလဲပြီးသွားပါပြီအခုဒီနေ့သွားတဲ့ခီး3ခုလုံးပြီးမလို့အိမ်ပြန်ပါတော့မယ်ကြည့်ရှုပေးတဲ့သူတွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေကြာရင်လည်းအားပေးကြပါဦး